ဆိုတာညီမတို့ရဲ့အဖိုးထိုက်တန်လာတဲ့ယန္နာတစ်ပါးဖြစ်ပါတယ်ရွှေရောင်လင်းလက်တဲ့မင်းဘဝကိုခဏစွာပုံဖော်ပါမြမမျိုးသမီးတို့ချက်တဲ့ရေဟာတောက်ပါတဲ့ယန္နာရဲ့စီချဲစံခဏရဲ့ရွှေလန်းနဲ့လူတကာရဲ့မဆွဲလာရွှေမဆွရွှေလန်းလန်းစံတောက်ပါတဲ့နေတဲ့တွေ့ယူဆောင်လာခဏတဲ့ဝမှုတွေရွှေလန်းနဲ့ပုံဖော်ပါမျိုးသမီးတိုင်းတောက်ပါစီမှာရွှေလန်းရဲ့ရွှေတစင်စားချက်တဲ့လာတုံးစီမှာရွှေလန်းရဲ့ရွှေတစင်စားညလူတကာရဲ့မဆွဲလာခဏရဲ့ရွှေလန်းရတနာရဲ့စီချဲစံခဏရဲ့ရွှေလန်းငွေလန်းရတနာလန်းခင်းလိုက်ပါရွှေလန်းနဲ့ဂုံတင်တဲ့ဘူးဆိုရင်လန်းငယ်တော့ရွှေလန်းတော့ရွှေလန်းအလားပေါ်အရင်စင်လာပါတဲ့ရတနာများနဲ့ဂုံသက်တဲ့တိုးစီဘူးလန်းငယ်တော့ရွှေလန်းပဲလင်းထွက်ပါရွှေလန်းခဏတဲ့ရွှေလန်းလူတကာရဲ့ရင်မဆဲလန်းရွှေလန်းလန်းဆန်းနေတဲ့များစွာရွှေလ